အားလုံးပဲမင်္ဂလာပါရှင်လူတော်တော်များများပါနော်အိမ်အောင်ဘက်ရွေးချယ်တဲ့နေရာမှာဘေးတွေနဲ့နက်ခတ်တွေနန်စားတွေနဲ့ပေါ့နော်တချို့ဆိုဘယ်နည်းနန်နဲ့ဘယ်နည်းနန်တော့မတည့်ဘူးဘယ်နည်းနန်နဲ့ဘယ်နည်းနန်တော့မိတ်ဖက်ဖြစ်တယ်ပေါ့နော်ဓမ္မတော်ကအင်းဝါရာစာတို့ဥဒ္ဒါစိန်ပန်းဒန်းလာကိုရှားဆိုပြီးအဲ့လိုမျိုးတွေတွက်ချက်ကြတာရှိရပေါ့နော်ကျမဖေဆိုရင်ကျမကို6နှစ်9နှစ်ခဏပေါ့နော်ဒီဘေးပညာရက်တွေအကောင်းဆုံးသင်ပေးတယ်အဖေကဘေးတင်ဆရာမဟုတ်ပါဘူးဒါပေမဲ့သူ့ကိုယုံကြည်တဲ့လူတွေလာမေးရဲဆိုဒီ6နှစ်9နှစ်ဖြစ်တဲ့ကျမကိုပဲပေါ့နော်အဖေကတွက်ချက်ခိုင်းနေယုံကြည်စွာနဲ့ပေါ့နော်ဒီတွက်ချက်တဲ့ကျမပြောသမျှတွေကလည်းမှန်တာများတယ်ပေါ့နော်ဒါကြောင့်မလို့ကျမကဘေးတင်နက်ခတ်တွေမယုံလို့မဟုတ်ဘူးပေါ့နော်ကျမတို့မြင်ရတဲ့အကြောင်းအရာတွေပေါ့နော်ကျမတို့တွေဘဝအတွက်အကောင်းဆုံးဖြစ်တဲ့လူလားဒီလူကကျမတို့ရဲ့ဘဝကိုအေးချမ်းမှုပေးရလားကျမတို့ကိုပျော်ရွှင်စေရကျမတို့နဲ့အေးတူပူမြဆင်းရဲရှက်တာမျှဝေခံစားနိုင်တဲ့လူလားဒီလူကဘလို့စိတ်ထားရှိလဲကောင်းမွန်တဲ့စိတ်ထားရှိလားလူသားဆန်ရဲ့လားကျမတို့အပေါ်မှာတကယ်ညတာစောင့်ထားတဲ့လူဖြစ်ရလားဆိုတာသိဖို့အရန်ရေးကြည့်ရပါတော့ကျမတို့ရဲ့နောက်လာမဲ့အနာဂတ်ကလေးလေးတွေအတွက်ကျမတို့သားသမီးတွေအတွက်ဖခင်ဖြစ်ထိုက်တဲ့လူလားမိခင်ဖြစ်ထိုက်တဲ့လူလားဆိုတာကျမတို့ရွေးချယ်ဖို့လိုတယ်အိမ်နောက်ဘက်ရွေးချယ်တယ်ဆိုတာပေါ့နော်ဒီအရာတွေကိုပို့ပြီးတော့ကြည့်ဖို့လိုတယ်ကျမတို့နောင်လာမဲ့အနာဂတ်ကလေးလေးတွေအတွက်မိခင်ဖြစ်ထိုက်တဲ့လူဖခင်ဖြစ်ထိုက်တဲ့လူမဟုတ်ဘူးဆိုရင်ကလေးတွေအတွက်တစ်ခါတလေမှာစိတ်ဒဏ်ရာရနိုင်တယ်ပေါ့နော်ဒီလူမကောင်းလို့ကျမတို့တွေကွဲလိုက်မယ်ဘာမှမဖြစ်ဘူးကျမတို့ကိုယ်တိုင်ပဲရက်တည်ပြီးတော့ကလေးကိုပြုစုပြိုးထောင်မယ်ဆိုပေမဲ့ကလေးရဲ့စိတ်ဒဏ်ရာကဘလို့ပဲဖြစ်ဖြစ်ရသွားနိုင်တယ်ပေါ့နော်အမျိုးမျိုးရှိရပေါ့နော်ဒါကြောင့်မလို့လက်မထက်ခင်မှာကျမတို့တွေကဘေးတွေနဲ့နက်ခတ်တွေတောင်မှကျမတို့တွေယုံကြည်ပြီးတော့ကြောက်နေတရားပဲတချို့သွဲတွေဆိုရင်နက်ခတ်တွေမတဲ့လို့ဇာတာတွေမတဲ့လို့ဆိုပြီးတော့ကွဲသွားတာတွေရှိတရားမြင်ရတဲ့ကျမတို့ပုံမှာတကယ်ရောကျင်နာရက်လားတကယ်ရောကျမတို့အတွက်လူစိတ်ရှိရလားကျမတို့တင်မဟုတ်ဘူးကျမတို့ဘေးမှာရှိရပတ်ဝန်းကျင်သူ့ပတ်ဝန်းကျင်ပေါ်မှာသူဘလို့ဆက်ဆံလဲသူကဘလို့လူမျိုးလဲသူ့ရဲ့စိတ်ထားကဘလို့လဲဒီအရာတို့ကျမတို့ပို့ပြီးလေ့လာတင်တယ်ပို့ပြီးတော့မှပေါ့နော်တေချာလေးလေ့လာပြီးတယောက်နဲ့တယောက်လက်တွဲမယ်ဆိုအဲ့အရာတွေအရန်အရေးကြီးရပေါ့နော်ရေရှင်အိုမင်းနဲ့ထိတည်တဲ့အထိတွဲသွားရှင်တယ်ဒီကိုတားသမီးလေးတွေကိုလည်းအကောင်းဆုံးပြုစုပြိုးထောင်ရှင်တယ်ဆိုရင်ညှိယူရှင်တဲ့လူဖြစ်ဖို့လိုပဲပေါ့နော်ကျမတို့ကဘယ်ရာပဲဖြစ်ညှိယူစရာမလိုဘူးငါမှန်တယ်ဆိုတဲ့စိတ်မဟုတ်ပဲနဲ့တယောက်နဲ့တယောက်ညှိယူမယ်တယောက်ကိုတယောက်လိုအပ်ချက်လေးတွေပြုပြင်မယ်ပြောင်းလဲမယ်ကိုတိုးတက်အောင်လုပ်မယ်ကိုသားသမီးလေးတွေရှိလာဆိုသားသမီးလေးတွေဘယ်လိုပြိုးထောင်မလဲဆိုတာအရာလေးတွေလုပ်မယ်ငါကြောင့်မလို့ဘေးတွေနက်ခတ်တွေကိုလည်းယုံတင်တဲ့လောက်ယုံပါကျမကိုယ်တိုင်လည်းဒီအရာတွေကိုကျွမ်းချင်တက်ပါတယ်ဒါပေမဲ့ကျမကတကယ်လက်တွေ့ကြတဲ့အရာတွေကိုပို့ပြီးယုံကြည်ရပါတော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမနာမည်ကတော့အေးအင်ငိမ်ဖြစ်ပါတယ်ရှင်